အမှုတ်လေးတွေအကြောင်းပြောပြမယ်ဒီမှာကျတော့ဘာတွေပါလဲဆိုတော့လက်ဖက်ကျိမ့်မှန်အောင်မဲညိုတန်းတလုံးနောက်ထပ်ကကျမတို့ဇီးဖြူဖန်ခအမှုတ်ရဲ့အလုံးအဲ့ဒီဟာလေးကိုကျမတို့ဒီအမှုတ်နဲ့ဘယ်လိုလုပ်မလဲဆိုတော့လက်ဖက်စီကျမတို့အခုထုတ်ထားတဲ့လက်ဖက်စီလေးရှိတယ်အဲ့ဒီအမှုတ်လေးကိုကျမမတော့အခုထုတ်ပြီးတော့လည်းရှိတယ်ဒါမှမဟုတ်ကိုယ်တိုင်ကိုခေါ်လိုက်တယ်နော်အဲ့ဒီဟာကိုဒီမှာရောပြီးတော့ကျမတို့ခွက်တစ်လုံးထဲမှာပေါ့အမှုတ်ထက်လိုတလောက်ပေါ့ကိုယ်စပင်နဲ့တက်တော်တလောက်ထက်ထည့်ပြီးရင်အဲ့လက်ဖက်စီလေးထည့်ပြီးကျမတို့ဒီမှွေပေးပေါ့နော်မှွေပြီးတော့စပင်ပေါ်မှာဒီကတော့ဥယျာဉ်ပြထီလို့လည်းရတယ်သူကဒီဆန်သားတွေနဲ့ဥယျာဉ်ပြကျမရေးအတွက်အဓိကပေါ့နော်အဓိကမလို့အဲ့ဒီဟာကိုကျမတို့နှက်အောင်လိမ့်ပြီးတော့ကျမတို့မိနစ်20လောက်ဆိုတော်ပြီနော်အချိန်တအားမပေးနိုင်တဲ့လူတွေကြတော့လဲအနည်းဆုံးတော့ကျမတို့15မိနစ်လောက်တော့ပေးဖို့တော့လိုတယ်ပေါ့နော်15မိနစ်20နှက်ထားပြီးရင်အဲဒီခေါင်းလေးရှော့ချတပတ်တစ်ချိန်လောက်ကျမတို့လှုပ်ပေးတဲ့အခါကျရင်ပြီးတော့ဥယျာဉ်ပြောတော့ထိအောင်နှက်လေးလှုပ်ပေးပြီးရင်ခေါင်းဆော့ချမယ်နော်ကျမတို့အဲ့တော့နှဲမောက်တဲ့ဆိုင်ကီတာလေးကိုပြောလာမယ်ပြီးတော့အဖြူနှုတ်လည်းတက်သွားလာမယ်နော်ဟုတ်ကဲ့ပါရှင်အပိနေတဲ့သူတွေတယောက်ချင်းစီကိုအများကြီးကျေးဇူးတင်ပါတယ်နော်